မှန်တိုင်းပြောတော့ body ရဲ့ overall performance ကိုတက်တဲ့ကစားလေးပေါ့နော်တတိယကစားနည်းအနေနဲ့ဆိုရင်ဒီ deadlift ပါပဲကစားမှာပေါ့နော်ဒီကစားနည်းကတော့ back ရဲ့ strut တွေဒီလက်ဆွဲအားတွေပေါ့နော်မှန်တိုင်းပြောတော့ body ရဲ့ overall performance ကိုတက်တဲ့ကစားလေးပေါ့နော်ကြောပြင်တစ်ခုရဲ့လို့တော့မဟုတ်ဘူးဒီ functional အတွက်လည်းကောင်းတယ်ပေါ့နော်စပြီးကစားတော့မယ်ဆိုရင်ကိုယ့်ရဲ့6ထောက်တွေကဒီပခုံးကျယ်တိုင်းပဲထားပါเนาะဆိုတာဒီလိုသူ့မဟုတ်ဒီလိုကောက်ကြီးလည်းမဟုတ်เนาะကိုပခုံးကျယ်တိုင်းထားမယ်ပြီးပြီဆိုရင်ဒီဘားကိုစပြီးတော့ position ချတဲ့ခါရောက်ရင်ဒီလက်ကကိုယ့်ရဲ့ဒီပေါင်ရဲ့ဘေးကက်လျက်မှာပဲရှိရမယ်เนาะပြီးပြီဆိုရင်တော်တော်များများမှားတတ်ကြတာဘယ်မှာမှားတတ်ကြလဲဆိုဒီဆွဲမှားတဲ့ခါရောက်ဒီလိုကုန်းကြီးဖိင်းထောင်ပြီးတော့မှားတတ်ကြတယ်เนาะနောက်ဆုံး first step အနေနဲ့မှားတဲ့ချိန်မှာ injury များပဲနဲ့နောက်ဆုံးမှားတဲ့အခါမှာ injury ရသွားများတယ်အဲ့တော့ကြောင့်ဒီလက်တွေကကိုယ့်ရဲ့ပေါင်ဘေးကလေးပြီးသွားရင်ကိုယ့်ရဲ့ဒူးအန်ကယ်ကိုနည်းနည်းလေးယူရီနည်းနည်းလေးဘေးကိုကာလိုက်ကားကူကလည်းဒီတင်ပါးယူခင်ထောင်ပြီးမနဲ့တင်ပါးအောင်နည်းနည်းလေးအောက်ကိုရှော့ကိုယ့်ရဲ့ scapula ကို straight တိုင်းเนาะဖြောင်း scapula နည်းနည်းတင်းထားမယ်ပြီးရင်ခေါင်းကအရှိတက်ဝက်ကြည့်ပြီးဆိုရင်ဒီ position ရောက်ပြီဆိုတာနဲ့ပေါက်ပြီးတော့ဆွဲမလိုက်မယ် okay เนาะကစားတဲ့ခါရောက်ပြီဆိုရင်လည်းတန်းကိုကိုယ့်ရဲ့ခြေသလုံးရဲ့ဒီညိုစကြီးနားရောက်ပြီဆိုတာနဲ့ break ဖမ်းမယ်ပြီးပြီဆိုတာနဲ့ဒီခါးတယ်ဒီလိုမကုန်းဘူးအဓိကတင်ပါးကိုနောက်ကိုတွန်းမယ်နောက်ကိုတွန်းပြီးတော့ scapula ကို tight လုပ်ထားမယ်တင်းထားမယ်ပြီးတော့ပြီဆိုတာနဲ့ဒီတန်းကိုပဲတင်တဲ့ခါရောက်ပြီဆိုရင်လည်းနောက်ဆုံးအဆုံးသက်ရောက်ပြီဆိုရင်ခါးရည်မျိုးလန်ကြီးစရာမလိုအဓိကဆွဲလိုက်တဲ့ခါရောက်ရင်ကိုယ့်ရဲ့ဒီ scapula ကိုနည်းနည်းလေးပေါ်ရောက်အောင်နည်းနည်းလေးအနောက်ကိုဒီပခုံးလေးကို scapula ကျုံမှုတော့ဆိုတော့ပခုံးလေးကိုနောက်ကိုနည်းနည်းလေး squeeze လုပ်မယ်ပြန်ပြီးတော့တင်ပါးကိုနောက်ကိုတွန်းမယ် scapula ကိုတောက်နာမယ်เนาะတကယ်လို့ scapula မတောက်ဘူးဆိုရင်ဘယ်လိုဖြစ်မလဲဆိုရင်ချတဲ့ခါရောက်ရင်ဒီလိုကြီးဖြစ်မှာเนาะဒီလိုကြီးဖြစ်မှာဒါကြီးဆိုရင်ကိုယ့်ရဲ့သက်ဆိုင်ကြောသားအောင်မထီတော့เนาะအဲ့ဒါကြောင့်တင်ပါးကိုနောက်တွန်းမယ် scapula ကို tight လုပ်ထားမယ် hamstring နဲ့တောက်ထားမယ်ပြီးရင်ဖြည်းဖြည်းချင်းဆင်မယ်အရှိကိုကြည့်ထားမယ်ပြီးဆိုတာနဲ့ပြန်ပြီးတော့ပြန်ခုနပြောသလိုပခုံးလေးကိုနောက်ကိုပို့မယ်နောက်ဆုံးဆုံးသက်နေနဲ့ဒီ straight လူကလည်းဒီလိုခုနပြောသလိုဒီလိုမျိုးကြီးလန်မှာမဟုတ်ဘူးကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့တစ်ဖြောင်တိုင်းကိုပဲနည်းနည်းလေး open the chest လုပ်လိုက်အောင်ပြီးရင်ပြန်ချနော်ဒီလိုလေးဒါဆိုရင်တော့နားလည်သဘောပေါက်လို့ထင်ပါတယ်ကဲဒီခုကျွန်တော် deadlift နဲ့ပတ်သက်တဲ့ကစားနည်းဘယ်လိုလေ့ကျင့်ရမလဲဆိုတာမျိုးကိုအသေးစိတ်ကျွန်တော်ပြောပြပေးသွားပြီနောက်ထပ်ဗီဒီယိုမှာဆိုရင်ကျွန်တော်လက်မောင်းနဲ့ပတ်သက်တဲ့ tricep နဲ့ပတ်သက်တဲ့ကစားနည်းကိုထပ်ပြီးတော့အသေးစိတ်ပြောပြပေးသွားမယ်ဆက်လက်ဆောင်ရွက်ဖို့အတွက်လည်းမြတ်တာခံခြင်းနဲ့နောက်ဝေမှာပြန်တွေ့ကြမယ်